ကယ်ရင်းနှီးမဲ့စိတ်ထားတွေရှမ်းပဲလို့ခေါ်ချင်ခေါ်ပါစေဒါကိုပွင့်ယူနိုင်ပါဘူးလေတကယ်ဆိုရှာမျိုးရဲ့ဒီမြဲတဲ့ယူရကျွန်တော်ဟာလေးရှမ်းပဲလို့ပါပဲခင်မင်းနဲ့အားလုံးကိုလေလာလေစေချင်သေးရှာတဲ့ရှမ်းမျိုးလေရှမ်းတဲ့ချစ်လေးလဲဆိုပြအောင်မယ်ရှမ်းအမျိုးရဲ့ယူရကပြမယ်လက်ဖက်တော်တမလက်ဖက်ခူးတဲ့ပြူဖြူရညာနဲ့ပြောပါစေမယ်ကျွန်တော်မျိုးရှမ်းအမျိုးရဲ့ဘဝအဝဲရှမ်းပဲလို့ခေါ်ချင်ခေါ်ပါစေဒါကိုပွင့်မယူနိုင်ပါဘူးလေတကယ်ဆိုရှမ်းမျိုးရဲ့ဒီမြဲတဲ့ယူရကျွန်တော်ဟာလေရှမ်းပဲလို့ပါပဲခင်မင်းနဲ့အားလုံးကိုလေလာလေစီချင်သေးရှမ်းတဲ့ရှမ်းမျိုးလေချစ်လေးလဲဆိုပြအောင်မယ်ချမ်းမျိုးရဲ့ယူရအလားပါများရဲ့လက်ဖက်တော်တမလက်ဖက်ခူးတဲ့ပြူဖြူရများနဲ့ပြောပါစေမယ်ကျွန်တော်မျိုးရှမ်းမျိုးရဲ့ဘဝအဝဲရှမ်းပဲလို့ခေါ်ချင်ခေါ်ပါစေဒါကိုမယူနိုင်ပါဘူးလေတကယ်ဆိုရှမ်းမျိုးရဲ့ဒီမြဲတဲ့ယူရကျွန်တော်ဟာလေးရှမ်းပဲလို့ပါခင်မင်းနဲ့အားလုံးကိုလေလာလေစီချင်သေးရှမ်းတဲ့ရှမ်းမျိုးလေအားလုံးကျေးဇူးတင်ပါတယ်lại là tu ăn tu lòng đi xa kẹo xa vô tròn cất
giờ cất tình thế giờ khai nó trái vì mơ này đừng khơi tay lòng hứa hờ hằn có đừng sống trái tay biểu muôn đã về ai lên nắng ơi sáng nắng hôm trời gió chót dài hoa mà lệ yên nó ngọn ơi大路不來，我揾到這浪，想學要能被説被撞。大路
มุงหันเมื่ออันล้มเป่าเบอไม่เก่าหงลงเธอใจโตกจึงนั่งนั้นอ้อหักเอ่ยจ้องสู้ขึ้นจอมหูถึงหือเมื่ออันเก่าจันเมื่อนองหน้าห้องปลายจันสัมปอห้องนองกว่าแลอ้อกอบในอำหันมีเยาตอนตาปีอำหางลีเสตีอำเมินเจอเสเมออำมนเจอเสเปิงเปอว่าจูเฮาเตเย็นเป็นเมเล่าหักเปินยามเร็วตัวกล้วยเลยต่างอายเตว่ามองก็เลยต่างตายลองหักเขาหาตาเตขึ้นมาจัดหน้าไว้ลืมตึนใครหันจังหันตาเดลืมเป็ดสูตาเดจังเป็ดสูเดว่าเยามันและยามันก็ฮือเดตึดไหลเจอสำเย็นเจอก็น้ำตาย้อยยำจางอึดไหลจุงกินกว่าเยาหันเมื่ออันล้มเป่าเวอไม่เก่าหงลงเธอใจโตกจึงนั่งนั้นอ้อหักเอ่ยจ้องสู้ขึ้นจอมหูถึงหือเมื่ออันเก่าจันเมื่อนองหน้าห้องปลายจานสัมปอห้องนองกว่าแลอ้อกอบในอำหันมีเยาตอนตาปีอำหางลีเสตีอำเมินเจอเสเมออำมนเจอเสเปิงเปอว่าจูเฮาเดเย็นเป็นเมเล่าหักเปินยามเร็วตัวกล้วยเลยต่างอายเตว่ามองก็เลยต่างตายลองหักเขาหาตาเดขึ้นมาจัดหน้าไว้ลืมตึนใครหันจังหันตาเดจังเป็ดสูตาเดลืมเป็ดสูเดว่าเยามันและยามันก็ฮือเดตึดไหลเจอสำเย็นเจอก็น้ำตาย้อยยำจางอึดไหลดุงกินกว่าเยาဝင်လေးတွေဝေအောင်ယတနာကောင်းမှပန်းလို့ဆိုင်းချစ်တဲ့မြေပြတ်သူရဲ့နာမည်လေးလာလို့လူကိုယ်တိုင်လဲ
ယတနာတယောက်မှပြောလို့ရှမ်းစကားလဲသူတတ်နေပြီအကျဉ်းနာဆုံးသူကိုရတဲ့လုံးချစ်ဖို့ရွယ်ပါသည်ဟေမန်ဆောင်နင်းပွေတွေကြခဲ့ရင်တောင်ပေါ်စခန်းအလဲတစ်ခေါက်တော့ရောက်အောင်လို့ဆိုင်ခေါ်မယ်လိုက်ခဲ့ကွယ်တို့အများမောရှန်ထားနေမောင်တန်တွေကြားရှင်တွေကမဲ့လေးအိုးစီတန်တွေကြားရှင်တွေကမဲ့လေးနောင်တို့အများချမ်းတလေးရိုးရာဟန်ကပြောင်းဆိုင်ရှိတဲ့သူပြန်ရေးချယ်ရီပန်းလေးတွေယူလို့အမတ်တရားမှုပန်းလိုက်ပါကိုနောက်အခါဆောင်ရောက်ရင်သူရှင်တွေကပို့မျောနေမယ်ပွင့်လေးတွေဝေအောင်ယတနာကောင်းမှပန်းလို့ဆိုင်ချစ်တဲ့မြေပြန့်သူရဲ့နာမည်လေးလာတယ်လို့လူကိုယ်တိုင်လဲလာပါတယ်ဆိုင်အရှင်များကိုအပိုင်ယူယတနာတယောက်မှပြောလို့ရှမ်းစကားလဲသူတတ်နေပြီအကျဉ်းနာဆုံးသူကိုရတဲ့လုံးချစ်ဖို့ရွယ်ပါသည်ကြံနေရလေ
တွေ့လို့ဒီကုန်လေနေဝင်ချင်လို့ချင်နေလေချိုးမေးတော့တဲ့ချူလို့လာပါရဲ့အတီးပွတ်တယ်ရှိန်ကတော့ဒီလူတို့ကိုတွေ့ပြီးချင်တဲ့ပြောရင် Want to pray for let the go to the body to resolve your dream you come to resolve your dream you come
တိုင်းပြည်လုံးချမ်းသာစေဗျာပြပရာတွေဝေးလို့ကွာသူတွေလည်းမတောင်းပဲပြပါစေခင်ဗျာရွှေမိုးတွေရွာဝေမိုးတွေရွာဒီနေ့ရပြပါစားတိုင်းပြည်လုံးချမ်းသာစေဗျာပြပရာတွေဝေးလို့ကွာသူတွေလည်းမတောင်းပဲပြပါစေခင်ဗျာI'm all the beauty to body. I look like real and it will let out there. They soon in the time, I'm all the beauty to body. In every young podcast, I get about it for I say. Down the road, you ring. Now, come on, wait, don't like that one day. Don't get down, it's on. So don't get down that way. People don't eat and judging. They can eat back with body.ပြပရာတွေဝေးလို့ကွာသူတွေလည်းမတောင်းပဲပြပါစေခင်ဗျာလောကကွန်ရောနေကိုလာကြပါစေတိတ်ဆူရမချမ်းသာပေါ့လို့တတိတိဖြစ်ပါစေလောကကွန်ရောနေကိုလာကြပါစေတိတ်ဆူရမချမ်းသာပေါ့လို့တတိတိဖြစ်ပါစေဒီနာနေရောင်းဝယ်ပေါက်ကဆန်နေသမားတွေကိုပါစေဘုတော်သူကြီးတို့ပဲလောက်ကြမှာငွေပြီးလို့တော့ကပ်တော်လိုက်ကြပါလေတောင်းလို့မေတ္တာတောင်းဝေးဘယ်မတောင်းလို့အေးချမ်းကြသည်ငြိမ်းချမ်းရေးပန်းပွင့်ပါစေတောင်းရပြလာပြီးတော့ဆူတောင်းလို့မေတ္တာတောင်းဝေးဘယ်မတောင်းလို့အေးချမ်းကြသည်ငြိမ်းချမ်းရေးပန်းပွင့်ပါစေဆိုရခြင်းသာမခွဲချမယ်ငင်ငောင်းမင်းမြတ်ဒီပါနေပြောနိုင်ကြပါစေပြောနိုင်ကြပါစေကျွန်တော်သက်သာနေမှာစိတ်ချမ်းသာလို့ကိုချမ်းသာလို့ပြောနိုင်ကြပါစေလာလာဦးအေးဟုတ်ပြီကြတော့ပါဒီတပုတ်ပြီးအောင်ကားလိုက်အောင်မင်းကားလိုက်အောင်ဘယ်မှာကားလိုက်အောင်ကားလိုက်အောင်နည်းနည်းလေးဘယ်တကားသူချမှာကားဘယ်တကားသူချမှာလေကားလို့ဟေးဟုတ်ပြီဟိုမှာသူချလိုက်အောင်ချလိုက်အောင်ယူလိုက်အောင်ဟုတ်ပြီဒီပါလာကြတော့
ဘုံကတိန်အလူဝဲလဲတဲ့အချိန်ရွှေသရာစရတွင်လင်းတဲ့အချိန်ပရိသပင်တွေနဲ့လှတဲ့အချိန်ပျော်ရွှင်လူမဆုံးတစ်နေ့မှတည်းရိုးရာပွဲတွေကြောင့်တလေးပါသာမမေးပေါင်းစုအားနဲ့ပြောစုဘုံကတိန်ရိုးရာပွဲတွေကြောင့်တလေးပါသာမမေးပေါင်းစုအားနဲ့ပြောစုဘုံကတိန်မချို့စရာမှန်လို့မျိုးမြန်မာတို့ကြကုန်သေးကဘာလေကုန်တိအလှကျွဲဘုံစစ်တို့ရဲ့ဘုံကတိမချို့စရာမှန်လို့မျိုးမြန်မာတို့ကြကုန်သေးကဘာလေကုန်တိအလှကျွဲဘုံစစ်တို့ရဲ့ဘုံကတိလှလုံးချင်းအပျော်ဆုံးချင်းအမြင့်ဆုံးချင်းညက်ဆုံးချင်းဘုံကတိဘုံကတိမဟာဘုံကတိမချို့စရာမှန်လို့မျိုးမြန်မာတို့ကြကုန်သေးကဘာလေကုန်တိအလှကျွဲဘုံစစ်တို့ရဲ့ဘုံကတိမချို့စရာမှန်လို့မျိုးမြန်မာတို့ကြကုန်သေးကဘာလေကုန်တိအလှကျွဲဘုံစစ်တို့ရဲ့ဘုံကတိလှဆုံးချင်းပျော်ဆုံးချင်းအမြင့်ဆုံးချင်းအမျက်ဆုံးချင်းဘုံကတိဘုံကတိမဟာဘုံကတိ
တော်တော်ပါတောင်ပိုင်းကကိုကြီးတာခင်ဦးရွှေရိုးကအပြိုလေးတွေအသေးဆွဲအပြိုလေးတွေသေးရဆွဲလာရမီဆိုလလေးဆရာရဲ့ဝီတို့ရဲ့ဝီတို့ရဲ့ငါနုံနဲ့ကြည့်လို့ကောင်းလာရမီဆိုလလေးဆရာရဲ့ဝီတို့ရဲ့ဝီတို့ရဲ့ငါနုံနဲ့ကြည့်လို့ကောင်း
ဆောင်နိုင်ချင်းရောက်လို့သင်္ကန်းမြတ်လူတော်သူပြောအချင်းချင်းတို့စင်တွေဆွဲစိတ်တဲ့စီလုံးညီညာအလူရှင်အလူမများရဲ့စေတနာတရားတရားရှိထားစေတနာတရားကောင်းကျိုးချများပြည့်စုံရမှာတစုံမုံလမြတ်ပသိင်ခင်းရတယ်အများစုပေါင်းသင်္ကန်းလူတဲ့ဝဲဟေး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 ဆောင်တိုင်းချင်းရောက်လို့သင်္ကန်းမြတ်လူတော်သူပြောအချင်းချင်းတို့စင်တွေဆွဲစိတ်တဲ့စီလုံးညီညာအလူရှင်အလူမများရဲ့စေတနာတရားတရားရှိထားစေတနာတရားကောင်းကျိုးချများပြည့်စုံရမှာအစုံမုံလမြတ်ပသိင်ခင်းရတယ်အများစုပေါင်းသင်္ကန်းလူတဲ့ဝဲနှစ်တိုင်းလွယ်လို့ပြောစကူဘောလူတော်အလူတကားများလဲပြောအလူမများလဲပြောဟေးဟေးနှစ်တိုင်းလွယ်လို့ပြောဘောလူတော်အလူရှင်များလဲပြောအလူမများလဲပြောဒေသရွှေပင်မြေမှာပေါက်လို့ကောင်းယူတူတဲ့အကြံတွေအောင်ဘေးပေါင်းရံရာကွာဝေးလို့ကင်းချမ်းသာကောင်းယူပြပြပြည့်စုံရမှာတစုံမုံလမြတ်ကထိန်ခင်းရရဲ့အများစုပေါင်းသင်္ကန်းလူတဲ့ွယ်ဒီနေ့မှာတလမှာတရက်ကတိနာဇီဝတံတန်ခါတာဒေမောင်ဆိုတဲ့ကတိနေရမြတ်တင်တန်းလူတန်းကြတဲ့ပွဲကြီးမှာအလူရှင်လူမတွေလူတန်းနေကြတာပျော်စရာကြီးပါခင်ဗျပရိသောရွှေပင်မြေမှာပေါက်လို့အပိနံနဲ့အထွက်တူးဘေးပေါင်းရန်ဆွဲအနေရခတ်သိမ်းပြင်းငိမ့်ပြီးတော့ကောင်းကျိုးလူရဆန္ဒတွေပြည့်စုံလို့အလို့အတိုင်းကြံစီဟူသည်မြတ်ကြီးပွားတိုးတက်အောင်မြင်ကြပါစေ။အဆောင်မုံလာမြတ်မှာစုပေါင်းကလူတန်းကြတယ်။ဘာဟာဘုံပသိမ်ပွဲတော်လေးမှာလူတန်းနေကြတာပျော်လို့မဆုံးပါဘူးညာ။တစောင်းတိုင်းချင်းရောက်လို့သင်္ကန်းမြတ်လူတော်သူပြောအချင်းချင်းတို့စင်တွေဆွဲစိတ်တဲ့စီလုံးညီညာအလူတကာအလူမများရဲ့စေတနာတရားတရားရှိထားစေတနာတရားကောင်းကျိုးချပြပြည့်စုံရမှာတစုံမုံလမြတ်ကထိန်ခင်းရတယ်အများစုပေါင်းသင်္ကန်းလူတဲ့ွယ်နှစ်တိုင်းလွယ်လို့ပြောစပူပေါ်အလူတော်အလူရှင်များလဲပြောအလူမများလဲပြောဟေးဟေးနှစ်တိုင်းလွယ်လို့ပြောစပူပေါ်အလူတော်အလူတကားများလဲပြောအလူမများလဲပြောရွှေပင်မြေမှာပေါက်လို့ကောင်းကျိုးတူတဲ့အကြံတွေအောင်ဘေးပေါင်းရံရာကွာဝေးလို့ကင်းချမ်းသာကောင်းကျိုးပြပြပြည့်စုံရမှာတစုံမုံလမြတ်ကထိန်ခင်းကြတယ်အများစုပေါင်း
သင်္ကန်းလူ